အလုံးတော့ကျွန်တော်ညီကိုမောင်နှမတွေမင်္ဂလာရှိသောနေ့ဖြစ်ပါစေဗျာကာယတုကစိတ်တုကနဖျက်တော်ဒုက္ခတွေနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့2022ခုနှစ်ဩဂုတ်လ9ရက်နေ့8လပိုင်း9ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့နေပြီးတော့ဥပ္ပါတတန်တိဇေယီဒုမြကြီးကိုရောက်ရှိနေပါတယ်အဲ့တော့ဥပ္ပါတတန်တိဇေယီဒုမြကြီးကိုရောက်ဖူးတဲ့လူတွေရောမရောက်ဖူးတဲ့လူတွေရောဇေယီဒုမြကြီးအတွင်းအပြင်မှာရှိတဲ့အလှပတွေနဲ့ကြီးညိုပွေသာသနိကအဆောက်အုံတွေကိုကျွန်တော်နဲ့အတူလိုက်ပါလေ့လာကြည့်လိုက်ကြအောင်ခင်ဗျာကျွန်တော်ညီကိုမောင်နှမတွေအခုဥပ္ပါတတန်တိဇေယီဒုမြကြီးရဲ့အတွင်းပိုင်းကိုရောက်ရှိနေပါတယ်အဲ့တော့ဇေယီဒုမြကြီးရဲ့အတွင်းပိုင်းထဲမှာရှိတဲ့ရုပ်လုံးကြွကြွပေါ်ထားတဲ့ကျွန်တော်တို့ဘယ်လိုကောမဒီစက်ချင်းကြောက်သားနဲ့ထွန်းထွန်းတဲ့ရုပ်လုံးကြွကြွပေါ်ထားတဲ့ဒီဇက်တော်တွေဖြစ်တော်ပေါင်းတွေကိုကျွန်တော်နဲ့တူလေ့လာကြည့်အောင်နော်အခုမြင်တွေ့နေရတဲ့ရုပ်လုံးပေါ်ထားတဲ့ဒီစက်ချင်းကြောက်သားနဲ့ရုပ်လုံးထွန်းထွန်းထားတာတော့သူနာသူတေယဟန်ဆိုတဲ့နာမည်ကြီး၄ပါးကိုမြင်ပြီးတဲ့နောက်မှာမြတ်စွာဘုရားရှင်အလောင်းတော်ဖြစ်တဲ့တိတ္တမင်းသားကတောထွက်ခါနီးမှာရတော်ရယာနဲ့သားတော်ရာဟုလာကိုကြည်တဲ့ကြာလက်ကြည်ခန်းဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ရုပ်လုံးဖော်ပကြီးကားချက်ကြီးကတော့ဖះလောင်းတော်သူ့ရဲ့မြို့တော်ကနေထွက်ခါနီးမှာမာနကတားဆီးနေတဲ့ပုံဖြစ်ပါတယ်အဲ့ဒီမှာပါတဲ့မြင်းကတော့အလုံးသိကြတဲ့အတိုင်းခဏကမြင်းဖြစ်ပြီးတော့အမတ်မောင်ဆန္ဒနောက်ကနေမြင်းမီဆိုရလိုက်ပါလာခြင်းဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ရုပ်လုံးကြွားရင်ဝင်ကြီးကတော့ဒုက္ခရစတိယာ6နှစ်တာဒုက္ခရစတိယာကျင့်တော်မူတဲ့ပုံဖြစ်ပါတယ်ဒီတော့6နှစ်တာဒုက္ခရစတိယာကျင့်တော်မူတဲ့အခါမှာကျင့်စဉ်ဟာအင်မတန်ပြင်းထန်လို့တရက်ကိုစွန်းတစ်ထက်ဖုံးပေးတာနဲ့စွန်းတစ်လုံးဖုံးပေးတယ်နောက်တော့စွန်းစားရတာဟာတရားလုံးပြတ်တယ်ဆိုပြီးရေတစ်ခွက်ပဲဖုံးပြီးတော့တယ်အဲ့ဒီနောက်မှာတော့အာဟာရပြက်လက်နေတဲ့ပုံကိုဒါမြင်တွေ့ရမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ရုပ်လုံးကြွားကတော့ဖျားဖြစ်တော်မူကာနီးနေ့မှာသူဇာတာတထေးသမီးဆက်ကတ်တဲ့ခဏနိုစွန်းကိုခံယူပြီးဖုံးပေးနေတဲ့ပုံဖြစ်ပါတယ်အဲ့ဒီခဏနိုစွန်းကိုကတ်ခဲ့တဲ့ရွှေခွက်ကိုနေရစရာမြင့်မှာအလောင်းတော်ဟာအဋိဌံပြီးတော့မျောတော်မူပါတယ်အဲ့ဒီလိုအဋိဌံပြီးမျောတော်မူတဲ့အခါမှာရှေးဖျား၄စုပွင့်တော်မူပြီးရှေးဖေးပွင့်တော်မူပြီးဖြစ်တဲ့ရှေးဖျား၃စုတို့ရဲ့ရွှေခွက်ပေါ်ထပ်ပြီးရွှေခွက်ချင်းထိတဲ့အတန်ချွင်ကနေထွက်လို့ကာလဓာတကာလနဂါမင်းကြီးနိုးပြီးတော့ဥရန်ကျွင်းခဲ့တဲ့အခန်းကဏ္ဍလေးလည်းဖြစ်ပါတယ်အခုလက်ရှိမြင်တွေ့ရမှာတော့မြတ်စွာဘုရားပွင့်တော်မူတဲ့နေ့မနက်မှာမာနမင်းကလာပြီးတော့ဖြတ်စည်းတဲ့ပုံဖြစ်ပါတယ်အဲ့တော့မာနကဲကဏ္ဍကတော့အားလုံးပဲမြင်မှုမှာပါဒီဘက်ကမြင်နေရတဲ့ပုံကိုသပင်ကိုရေညှစ်နေတဲ့ပုံကတော့ဝတ်သုံးနရီမြေဆောက်နမင်းကြီးဖြစ်ပါတယ်ဘုရားလောင်းတော်တိတ္တမင်းသားဘဝဘုရားဖြစ်ခါနီးအချိန်လေးမှာဘဝဆက်ဆက်ကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုဒါနကုသိုလ်ကောင်းမှုတွေရဲ့ရေစက်သွန်းချအမျှဝေခဲ့တဲ့ကုသိုလ်ကိုတိုင်တယ်ပြီးတော့ဒါမဟာပထဝီမြေပြင်ကြီးမှာရှိတဲ့ဝတ်သုံးလေးမြေဆောင်နမင်းကြီးသူ့ဦးကောင်းပေါ်မှာလေးတင်ချီနဲ့ကဘာတသိန်းလုံးကာလပတ်လုံးပြုကျင့်ခဲ့တဲ့လှူဒန်းခဲ့တဲ့ကုသိုလ်အမှုတစ်ခုတည်းနဲ့ဒီမာနတ်ကိုနိုင်တယ်ဆိုတဲ့အကြောင်းကိုတတ်သိပြလိုက်ခြင်းဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ရုပ်လုံးကြွားကတော့မြတ်စွာဘုရားရှင်ဒီပုပ္ပေတိဝါဒဉာဏ်ဒီပတ်စကုဉာဏ်အာသောခယဉာဏ်ဒီဟုသောဉာဏ်တော်၃ပါးကိုရရှိဘုရားဖြစ်သို့ရောက်တော်မူသည့်အနေအထားကိုရုပ်လုံးကြွားအထုလုပ်ထားခြင်းဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတော့ကတော့ကျွန်တော်တို့မြန်မာနိုင်ငံဥက္ကလာပမင်းနေပြီးတော့ကကုံသိညီနောင်တဖုတ်သားနဲ့ဗလိကညီနောင်တွေကမြတ်စွာဘုရားရှင်ကိုတွားရောက်ဖူးပြောပြီးစံတော်တို့ကိုပင့်ဆောင်အပူဇော်ခံနေတဲ့ပုံဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတဲ့ရုပ်လုံးကြွားပုံကတော့ပြင်စဝတ်ကြီး၅ဦးကိုပထမဦးဆုံးဓမ္မစကပဝတ္တနာတုတ်တန်လို့ခေါ်တဲ့ဓမ္မစကြာတရားတော်ကိုဟောကြားနေတဲ့ပုံဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရောက်ရှိတဲ့နေရာမှာတော့ရုပ်ပုံကားချက်တွေဟာနည်းအစီအစဉ်တကြားမရှိတော့ကိုလည်းပြောင်းပြန်ဖြစ်နေတဲ့ကြောင့်အခုအောင်ချင်း၈ပါးရဲ့နောက်ဆုံးအောင်ချင်းကနေစလိုက်မယ်နော်ဒါကတော့နန္ဒောပရဏနဂါမင်းကိုရှင်မဟာမောက္ကလန်ကဆုံးမတော်မူတဲ့မြတ်စွာဘုရားရှင်ရဲ့အောင်ချင်း၈ပါးရဲ့နောက်ဆုံးအောင်ချင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတဲ့ရုပ်လုံးကြွားကတော့ဗကဗြမာကိုအောင်ချင်းဖြစ်ပါတယ်ဗကဗြမာသူနေတဲ့ဘုံဟာအဆုံးအစမရှိရှင်တယ်လို့အနတ္တကိုနတ္တလို့ခံယူနေတဲ့အတွက်မြတ်စွာဘုရားရှင်ကဗကဗြမာမင်းကိုဆုံးမတဲ့အခန်းဖြစ်ပါတယ်ခင်ဗျာခုမြင်တွေ့နေရတဲ့ရုပ်လုံးကြွားကတော့အင်္ဂုလိမာလာလို့ခေါ်တဲ့အဟိန်တကတစ်ဖြစ်လေအင်္ဂုလိမာလာယဟန္တာအရှင်သူမြတ်ကြီးဖြစ်တော်မူရာ
ဇက်ထုတ်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအဟိန်တကဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးတယောက်ကျွန်တော်တစ်ချိန်လုံးကပြောခဲ့ပူပါတယ်အင်ဂူလီမာလာအတိတ်ပဲအင်ဆိုတာမကောင်းသောဂူလီဆိုတာလက်ညှိုးမာလာဆိုတာပန်းကုန်းတစ်ခွဲဖြစ်တဲ့အင်ဂူလီမာလာမကောင်းသောလက်ညှိုးများကိုပန်းကုန်းတစ်ခွဲတီးကုန်းဆွဲထားတဲ့လူလို့အဓိပ္ပာယ်ရတဲ့ဇာတ်ကြောင်းဖြစ်ပါတယ်ခင်ဗျာခုမြင်တွေ့နေရတော့အာလာဝကနဘလူကြီးဖြစ်ပါတယ်ခင်ဗျာမြတ်စွာဘုရားရှင်ဟာအာလာဝကနဘလူရဲ့ဘုံဗိမာန်မှာတရင်သုံးဆန်နေတော်မူတဲ့အချိန်မှာနတ်သမင်အစည်းအဝေးကပြန်လာပြီးဒေါသဘုံထားနေတဲ့အာလာဝကဘလူဟာမြတ်စွာဘုရားရှင်ကိုတိုက်ခိုက်တဲ့အနေအထားဖြစ်ပါတယ်ခင်ဗျာကျွန်တော်ညီကောင်မောင်နှမတွေအခုမြင်တွေ့နေရတာကတော့ဥပ္ပါတတန်တိစေရီတော်မြတ်ကြီးရဲ့အတွင်းပိုင်းကျက်တီမင်္ဂလာဖျားဖျားနဲ့ပြည့်စုံတဲ့မြန်မာတို့ရဲ့မြန်မာမှုမြန်မာဟန်ကျက်တီပြည့်စုံတဲ့ပန်းတမော့ပန်းခက်လက်ရများပဲဖြစ်ပါတယ်ခင်ဗျာအလုံးစုံကျွန်တော်ညီကောင်မောင်တို့တွေဥပ္ပါဒတန်တိစီလူမြတ်ကြီးရဲ့တာယာမှုလှပမှုအခုဆဲလဲတန်လေးတွေနဲ့အင်မတန်စက်တီမင်္ဂလာဖျားနဲ့ပြည့်စုံတဲ့အေဂျင့်တာယာတဲ့ဒီနေရာလေးကိုနေပြီးတော့ရောက်ရင်တစ်ခေါက်လို့တော့အလေလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အလုံးပဲကျွန်တော်ညီကောင်မောင်တို့တွေမင်္ဂလာရှိသောနေ့ကိုပိုင်ဆိုင်ရပါစေအဲ့တော့နောက်တနေရာတစ်ခုကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်အောင်နေပြီးတော့မှဘလို့အလှတွေရှိသေးတယ်ဘလို့နေရာတွေရှိသေးလဲကျွန်တော်လည်းတိတ်တော့အများကြီးရောက်မှာမဟုတ်ဘူးတစ်ခုနှစ်ခုလောက်ပဲရောက်မှာအဲ့တော့ကျွန်တော်ရောက်တဲ့နေရာလေးတွေကျွန်တော်သွားလို့ရမယ့်နေရာလေးတွေသွားရင်းနဲ့ကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်အောင်နော်သွားလေတစ်ခုလောက်ပါပဲကျွန်တော်လည်းအချိန်သိမ့်မရဘူးအလုပ်တွေကလည်းရှိသေးတော့အားတဲ့အချိန်လေးပြရလိုက်ဖို့ရတာမဟုတ်လို့လေနော်ဒီကောင်မောင်နှမတွေကျွန်တော်လည်းတူလိုက်ကြည့်လိုက်အောင်နော်ကျွန်တော်ဒီကောင်မောင်နှမတွေအခုနောက်မှမြင်တွေ့နေရတော့ကျွန်တော်တို့နိုင်ငံရဲ့အတိုင်းပြည်ရတနာစင်ဖြူတော်များပဲဖြစ်ကြပါတယ်ခင်ဗျာအဲ့တော့စင်ဖြူတော်တွေကိုအနိကကျွန်တော်တို့ကြည့်ကြည့်လိုက်အောင်နော်မြင်တွေ့နေရတော့ကျွန်တော်တို့နိုင်ငံရဲ့ရတနာဖြစ်တဲ့စင်ဖြူတော်တွေဖြစ်ပါတယ်အလုံးစုံကျွန်တော်ညီကောင်မောင်နှမတွေအခုမြင်တွေ့နေရတာကတော့နေပြည်တော်မှာရှိတဲ့ညောင်မင်းကြီးစုဆိုတဲ့ကြေးရွာမှာတည်ထားတဲ့အရက်ခေါ်ရတော့ဗျာနေပြည်တော်ပကံလို့ခေါ်တဲ့နေရာကိုကျွန်တော်ရောက်ရှိနေခြင်းဖြစ်ပါတယ်အဲ့တော့ရှေးဟောင်းယဉ်ကျေးမှုလက်ရာများပကံဖျားလိုမျိုးစီဒီပထိုးများတွေတဘာဝထမ်းမင်လေးတွေနဲ့အင်မတန်လှပတာရတဲ့ရှုခင်းဖြစ်ပါတယ်အဲ့တော့အပြင်ပိုင်းအပြင်စင်ရလဲပကံဖျားလိုပဲအဲ့တော့ကျွန်တော်တို့အတွင်းဘက်ကိုလည်းတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဲ့တော့ကိုကလေးကတော့ကျင်းပါတယ်ဝင်လိုက်ရင်တော့အတွင်းမှာတော့ပကံဖျားလိုပဲအပြင်စင်လေးတွေကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအင်မတန်သားရပါတယ်ကျွန်တော်နေပြီးတော့အချင်းချင်းခောက်ရောက်ပြင်မယ်လေဒီနေရာရှိမှန်းကိုကျွန်တော်မသိပါဘူးအခုတော့ကျွန်တော်လည်းဒါရောက်ခဲ့ပါပြီနော်ဒီတစ်ခေါက်ကတော့ကိုယ့်ဘာသာကိုစိုက်ကယ်နဲ့လာတာဆိုတော့လေပြည်နေပြီးတော့စိုက်ကယ်နဲ့တက်ရတဲ့ဘဝဆိုတော့လေအားလုံးပဲမြင်တွေ့နေရတဲ့အတိုင်းပါပဲစင်နူတော်ရဲ့လက်ရဟာလည်းရှေးဟောင်းပကံလက်ရအတိုင်းကိုပဲဒါထုလို့ကိုယ်ွယ်ထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့တခြားနေရာတွေရဲ့အပြင်စင်လေးလည်းတစ်ချက်ကြည့်လိုက်ကြရအောင်နော်ညီကောင်မောင်နှမတွေရာဇာတော့ခရီးလျှောက်သွားနေပြီနော်မြင်တဲ့အတိုင်းပဲဒါကတော့နေပြည်တော်မှာရှိတဲ့နေပြည်တော်ပကံလို့ခေါ်တဲ့ညောင်မင်းကြီးစုရှေးဟောင်းသာသနိကစေတီပထိုးတွေဖြစ်ပါတယ်နော်ဒီလောက်များပြားတဲ့စင်နူတော်တွေရှိခဲ့မှန်းကိုနေပြည်တော်မှာတောင်းကြခဲ့ပေမဲ့နေပြည်တော်ကိုအချိန်ချင်းခောက်ရောက်ခဲ့ပေမဲ့လုံးဝမသိခဲ့တာတော်တော်ညံ့တယ်လို့တော့ပြောရမှာပဲအဲ့တော့ကျွန်တော်ညီကောင်မောင်နှမတွေလည်းနေပြည်တော်ရောက်ပြီဆိုရင်တော့ညောင်မင်းကြီးစုမှာရှိတဲ့ရှေးဟောင်းပကံလို့ခေါ်တာပေါ့နော်နေပြည်တော်ပကံကိုအလေတစ်ခေါက်လာရောက်ဖို့အတွက်ကျွန်တော်အနေနဲ့ဖိတ်မှန်တကားပြုတ်ပါတယ်ဗျာ